ဒီနေ့ဘယ်မှသွားလို့မရဘာမှလုပ်လို့မရတော့အတော်အိမ်လေးသွားလဲဦးမယ်ပေါ့ဗျာကျွန်တော်တို့အိမ်နဲ့အတော်တို့အိမ်ကတော့အပေါ်အိမ်အောက်အိမ်ပေါ့ဗျာရွာဘက်မှာဒီလိုမိုးတနေကုန်ရွာရင်တော့အမျိုးအိမ်လဲလိုက်နဲ့တငယ်ချင်းအိမ်လဲလိုက်နဲ့အဲ့လိုနဲ့တနေကုန်သွားတာပေါ့ဗျာအိမ်မှာတယောက်တည်းနေဖို့အိတ်ဖို့ဆိုတာကလည်းအထီးကျန်တော့ဗျာအထီးကျန်တာမဟုတ်ပါဘူးအမကျန်တာပေါ့နော်အကြောင်းမို့မနေနိုင်မအိတ်နိုင်တော့ရှောက်လဲရတာပေါ့ဗျာအတော်တို့အိမ်ကြတော့သူတို့လက်ဖက်ရွေးတယ်မပြီးကြသေးဘူးဆိုတော့ကျွန်တော်ကတနာရီ2နာရီလောက်ကူရွေးလိုက်ရတယ်ဗျအတော်ကိုလက်ဖက်ကူရွေးရင်းနဲ့အတော်ငယ်ငယ်လက်ထက်ခါစားတော့ဦးလေးစီကနေအတော်တင်တောင်းဝေးဘယ်လောက်ရလဲမေးကြည့်တာဗျာအတော်က600တဲ့နဲလိုက်တာလို့ပြောမလို့ပဲအတော်ကအခစ်တော့ကရွှေနဲ့ချက်သားလောက်ရတယ်တဲ့နော်ဒီခေတ်မှာကျတော့ပေါင်မုတ်တထုပ်တော့မရဘူးနော်ငါလဲ600နဲ့ပဲကောင်မလေးတော့တင်တောင်းရင်ကောင်းမလဲအခုခေတ်တောင်းပေါ်မှာအဲ့လိုသွားတင်တောင်းကြည့်သွားပြောကြည့်ပါလားဗျာအိမ်ဝိုင်းတဲ့ဝင်ဖို့မပြောနဲ့နော်အဲ့အိမ်ရှိကဖြတ်သွားရင်အဲ့အိမ်ကထွက်လာတဲ့မြေကြီးအနမ်းတောင်ရှုခွင့်ရှိမှာမဟုတ်ဘူးထင်တယ်နော်